ညီလေးတို့ရေဒီတခါကိုကြီးမေးချင်တာလေးတစ်ခုရှိတယ်ရုပ်ရှင်စိုးတကားကိုလက်မှတ်ဝယ်ပြီးသားဆိုလို့ထိုင်ကြည့်နေမိလားဒါမှမဟုတ်မကြိုက်တော့တဲ့အစားအစာကိုဝယ်ပြီးသားဆိုလို့အကုန်စားမိလားဒါမှမဟုတ်မအောင်မြင်တော့တဲ့စီးပွားရေးလုပ်ငန်းကိုငွေရင်းပြီးသားဆိုလို့ဆက်ရဲနေမိလားဒါမှမဟုတ်အလုပ်တစ်ခုကိုတင်မကြိုက်တော့ပေမဲ့ဒီလောက်ကြာလုပ်ခဲ့ပြီးဆိုပြီးဆက်လုပ်နေမိလားဒီလိုချိန်မျိုးမှာတင်တယောက်တည်းမဟုတ်ဘူးဒါပေမဲ့ဒါကတင်အုပ်နောက်ရဲ့လှည့်စားမှုခံနေရတာပဲဒီနေ့ကိုကြီးပြောပြမယ့်အချက်လေးက Dan Ariely ရဲ့ Predictably Irrational ကြိုတင်ခက်မှန်းလို့ရတဲ့စင်ကျင်တုံတရားမဲ့မှုစာအုပ်ထဲက Sunk Cost Fallacy နှိမ့်မြုပ်နေသောကုန်ကျစရိတ်အမှားပါ Sunk Cost ဆိုတာအတိတ်ကသင်နှီးပြီးသားပြန်မရနိုင်တော့တဲ့အရာတွေအချိန်ငွေစွမ်းအင်သူတေသနတစ်ခုမှာပါဝင်သူတွေကိုတီးဝိုင်းဖျော်ဖြေပွဲအတွက်လက်မှတ်2မျိုးရောင်းတယ်တအုပ်စုကလက်မှတ်ကိုအလျှော့ဈေးနဲ့ဝယ်ခိုင်းတယ်နောက်တအုပ်စုကလက်မှတ်ကိုဈေးအပြည့်နဲ့ဝယ်ခိုင်းတယ်ဖျော်ဖြေပွဲရက်ရောက်တဲ့အခါမိုးတဲထန်စွာရွာနေတယ်ဘဲအုပ်စုကသွားဖို့အလားအလာပိုများလဲဈေးအပြည့်ဝယ်တဲ့အုပ်စုကပိုသွားကြတယ်ဘာလို့လဲဆိုတော့သူတို့ကပတ်စံအများကြီးရင်းထားပြီးသားမို့လို့မသွားရင်ဆုံးရှုံးမယ်လို့ထင်တယ်ဒါပေမဲ့တကယ်တမ်းမှာလက်မှတ်ဖို့ကပြန်မရတော့တဲ့ sunk cost ပဲမိုးရွာနေတဲ့ညမှာထွက်သွားရင်ဆိုးလိမ့်မယ်အေးလိမ့်မယ်ဒါပေမဲ့ရင်းပြီးသားဆိုတဲ့အတွက်ဆုံးဖြတ်ချက်မှားသွားတယ်ဒါက sunk cost fallacy အတိတ်ရင်းနှီးမှုကြောင့်အနာဂတ်အတွက်ဆုံးဖြတ်ချက်တွေမှားယွင်းတတ်တယ်ဒီတော့ညီလေးတို့သိထားရမယ့်အချက်ကသင်ရင်းနှီးပြီးသားငွေအချိန်စွမ်းအင်တွေကပြန်မရတော့ဘူးအဲ့ဒါတွေကိုအနာဂတ်ဆုံးဖြတ်ချက်တွေမှာထည့်မတွက်ပါနဲ့ငါဒီလောက်ရင်းထားပြီးပြီဆိုတဲ့အတွက်ကြောင့်ဆက်မရင်းလိုက်ပါနဲ့အတိတ်ကဆုံးရှုံးမှုကိုလက်ခံပြီးအနာဂတ်အတွက်အကောင်းဆုံးဆုံးဖြတ်ချက်ကိုချပါဒီအချက်ကိုနေ့စဉ်ဘဝမှာသုံးမယ်ဆိုရင်ညီလေးဟာရုပ်ရှင်စိုးတကားကြည့်နေရရင်ထားရက်ပြီးထွက်လာနိုင်မယ်လက်မဖို့ကပြန်မရတော့ဘူးဒါပေမဲ့ကြံချိန်ကိုမဖြုံးတော့ဘူးမအောင်မြင်တော့တဲ့စီးပွားရေးလုပ်ငန်းကိုရဲရဲဝံ့ဝံ့ရပ်ပြတ်နိုင်မယ်ရင်းပြီးသားငွေကဆုံးပြီးသားထပ်မရင်တော့ဘူးမကောင်းတော့တဲ့ဆက်ဆံရေးကိုဆက်မထိန်တော့ဘူးနှစ်တွေကြာအတူနေခဲ့လို့ဆက်မနေတော့ဘူးငွေကြေးဆုံးဖြတ်ချက်တွေမှာပိုပြီးစင်ကျင်တုံတရားရှိလာမယ်ဥပမာသင်ဟာ project တစ်ခုအတွက်ငွေအများကြီးရင်းထားပြီးအခုဒီ project ကမအောင်မြင်တော့ဘူးဆိုတာသိလိုက်ရရင်ငါဒီလောက်ရင်းထားပြီးလို့မတွေးပါနဲ့အနာဂတ်မှာဒီ project ကငါ့ကိုအကျိုးရှိစေအောင်မလားလို့ပဲတွေးပါမရှိရင်ရပ်လိုက်ပါအားတာချက်ဆုံးဖြတ်ချက်တွေပိုပြီးအကြောင်းပြချက်ရှိလာမယ်အတိတ်ရင်းနှီးမှုကိုမထည့်တွက်တော့ဘူးငွေကြေးနဲ့စိတ်ပိုင်းဆိုင်ရာလွတ်မြောက်လာမယ်ဆုံးရှုံးပြီးသားအရာတွေကိုလက်လွတ်တက်လာမယ်အချိန်ကုန်တက်တာမယ်မလိုအပ်တဲ့အရာတွေကိုဆက်မလုပ်တော့ဘူးအားနေချက်ရပ်ဖို့ဆုံးဖြတ်တဲ့အခါရင်းထားတာတွေပြတ်သွားပြီလို့ခံစားရနိုင်တယ်စိတ်ပိုင်းဆိုင်ရာခက်ခဲနိုင်တယ်ဒါပေမဲ့ဒါဟာဆုံးရှုံးမှုကိုပုံမကြီးအောင်လုပ်တာပဲညီလေးတို့ဒီနေ့ကစပြီးသေးငယ်တဲ့အလေးအကျင့်လေးတစ်ခုလုပ်ကြည့်ပါသင်ဆက်လုပ်နေတဲ့အရာတစ်ခုကိုရွေးပါ project တစ်ခုအလေးအကျင့်တစ်ခုဆက်ဆံရေးတစ်ခုကိုမေးခွန်းတစ်ခုမေးပါငါအရင်ကရင်းထားလို့ဒါကိုဆက်လုပ်နေတာလားနဲ့အနာဂတ်အတွက်ဒါကတန်ဖိုးရှိရလားအဖြေကအတိတ်ကြောင်ပဲဆိုရင်ဒီနေ့ရက်လိုက်ဖို့ဆုံးဖြတ်ပါဒီအလေးအကျင့်လေးကိုနေ့စဉ်9မိနစ်လောက်လုပ်မယ်ဆိုရင်တစ်နှစ်အတွင်းညီလေးရဲ့ဆုံးဖြတ်ချက်အရေးသွေးဟာတိတိတသာတိုးတက်လာပါလိမ့်မယ်ညီလေးတယောက်ရဲ့အာယုံဆိုင်မှုဟာသူ့ရဲ့အနာဂတ်ကိုတည်ဆောက်ဖို့အတွက်ပဲဖြစ်ရမယ်နေ့စဉ်9မိနစ်စာဒီလိုအခြေခံတွေကိုလေ့လာပြီးဘရင်တယောက်အတွေးအခေါ်ဖြစ်ဖို့ follow လုပ်ထားပါ